သမီးဆက်လက်ပြီးတော့ဒုတိယတစ်ပုဒ်အနေနဲ့လင်္ကာဒီပါအနုတုကမပန်းကင်းကြီးရဲ့တေးဖော်ထုတ်တဲ့အစီအစဉ်မှာရေးဆက်သွားပြီပေါ့နော်အန်တီဒေါ်မီသေးရဲ့သချင်းလေးဖြစ်ပါတယ်ရှင်ပြောကိုကြောက်ပါတယ်ဆွေသချင်းလေးကိုသမီးရဲ့ကပြဖော်ပြီးမဲ့ညီမလေးတွေနဲ့အတူတူသချင်းလေးကိုဆိုပြီးတော့တီးဆိုပြောပြမှာပါရှင်အဲ့တော့သမီးရဲ့ကပြဖော်ပြီးမဲ့ညီမလေးတွေကိုစင်မဖိတ်ခေါ်ပါတယ်လက်ခုပ်တန်လေးနဲ့ကြိုဆိုပေးလိုက်ပါဦးကျေးဇူးများကြီးတင်ပါတယ်ပြည်သက်ကြီးအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်